အမေရိကန် UK နဲ့ပြင်သစ်တို့မဟာမိတ်တပ်ပေါင်းစုတို့ဟာစစ်အာဏာရှင်ဂရာဖီကိုဖြုတ်ချဖို့အတွက်လက်ပြားကိုလေရင်တွေနဲ့ပုံကျဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာလက်ပြားတော်လန်ရေးသမားတွေကလည်းနှစ်ပေါင်း40ကျော်ခန့်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ဂရာဖီကိုအပြင်းထန်ဆန့်ကျင်တိုက်ခိုက်နေကြတယ်။နောက်ဆုံးမှာတော့ဂရာဖီကိုပိုက်လုံးနဲ့ပုံအောင်နေရာကနေရှာတွေ့ပြီးပြည်သူတွေကခွင့်မြတ်လိုက်ကြတယ်။ဂရာဖီတည်ဆုံးပြီးနောက်ပိုင်းမှာတော့များစွာသောလက်နက်ကင်အင်အားစုတွေဟာဂရာဖီရဲ့လက်နက်တိုက်ကိုဝင်စီးခဲ့ကြပါတယ်။ပြီးတော့လက်နက်ကင်ဖွဲ့ပေါင်းများစွာရှိတဲ့အတွက်အကြမ်းဖက်မှုတွေဆက်တိုက်ဖြစ်ပွားလာကဘန်ဂါဇီမြို့ဟာကမ္ဘာပေါ်မှာအန်တီရဲ့ကြီးဆုံးနေရာတွေကတစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒီအချိန်တခြားတန်ယုံတွေအားလုံးပိတ်ခဲ့လိုက်ရပြီးအမေရိကန်တန်ယုံတစ်ခုနဲ့ CIA လျို့ဝက်စခန်းတစ်ခုသာကျန်နေခဲ့ပါတယ်။ CIA ကတော့ဂဒါဖီရဲ့လက်နက်တိုက်ထဲကလက်နက်တွေကိုမှောင်ခိုဈေးကွက်ထဲရောက်မသွားဖို့စောင့်ကြည့်နေပါတယ်။ CIA စခန်းကိုတော့ GRS လို့ခေါ်တဲ့လက်ရေးစင်စစ်သားဟောင်းကျေးစားဖွဲ့ကကာကွယ်ပေးနေတယ်။ဒါကတော့တကယ်ဖြစ်ရမှန်ဇလန်တပုတ်ဖြစ်ခဲ့ပါတယ်။ဂျက်ဟာဘန်ဂါဇီကိုသွားနေတဲ့လေယာဉ်ပေါ်မှာရှိနေခဲ့တယ်။သူဟာလက်ထက်ပြီးသားဖြစ်ပေမဲ့သူ့ရဲ့လက်ထက်လက်စွပ်ကိုချွတ်လိုက်ပြီးဘူးတစ်ခုထဲမှာတိတ်နေတာကိုဘေးနားကအမျိုးသမီးတဦးကကြည့်နေပါတယ်။လေစိတ်မှာတော့တန်ယုံကဂျက်ကိုလာဂျိုကကြီးထိုးထားတဲ့ပီစတိုတလက်ကိုလည်းပေးလိုက်တယ်။လမ်းတစ်လျှောက်မှာတော့တော်လန်ရဲ့အပြီးစစ်ရဲ့ဆိုးကျိုးတွေကိုအတိုင်းသားမြင်နေရပါတယ်။တန်ယုံကတော့ဒီနေရာဟာလူတွေကိုလူဆိုးလူကောင်းခွဲဖို့ခက်တဲ့အကြောင်းပြောပြနေတယ်။ဒီနေရာရောက်မှာတော့လက်နက်ကင်ဖွဲ့တစ်ခုကတောင်းကျမ်းနေလို့သူတို့လည်းပိတ်မိသွားပါတယ်။အဲ့ဒါကြောင့်ဌာနချုပ်ကိုအကြောင်းကြားလိုက်တော့သူတို့ကိုကားထဲကမထွက်ဖို့ရန်သာအကြောင်းပြန်ခဲ့တယ်။ဌာနချုပ်ကလည်းဖေဖော်ဝါရီဆိုတဲ့လက်နက်ကင်တပ်ဖွဲ့နဲ့ချိတ်ဆက်ထားတာကြောင့်သူတို့နဲ့အတူလာခဲ့မယ်လို့သာပြောလိုက်တယ်။မကြခင်လက်နက်ကင်ခေါင်းဆောင်ကသူတို့အနားကိုရောက်လာလို့လက်ပြားဗီဇာကိုထုတ်ပြနေပေမဲ့စစ်စရာရှိတယ်လို့ဆိုကကားထဲကထွက်ခိုင်းတာကြောင့်တန်ယုံကမထွက်နိုင်ဘူးလို့ညင်းလိုက်တယ်။အဲ့ဒါနဲ့အခြေအနေကတင်းမာလာတာကြောင့်လက်နက်တွေကိုစီချိန်နေကြပါတယ်။တန်ယုံကတော့ခေါင်းဆောင်ကိုအပေါ်မှာတယုံနဲ့မမြင်နိုင်လောက်တဲ့အကွာဝေးကနေချိန်ထားတာကြောင့်ငါတို့တခုခုဖြစ်ရင်မင်းတို့လည်းအကုန်လုံးပြီးသွားမှာပဲလို့ချင်းချောက်လိုက်တယ်။အဲ့ဒါကြောင့်ခေါင်းဆောင်ကတော့ဒီနိုင်ငံကနေထွက်သွားဖို့ပြောပြီးသွားခိုင်းလိုက်တယ်။ဂျက်ကလေချောင်းပစ်ကူတကယ်ရှိတာလားမေးတော့တန်ယုံကဒီတိုင်းလေလိုက်တာလို့သာပြောလိုက်တယ်။သူတို့စခန်းထဲမှာတော့ဂဒါဖီရဲ့ကြီးကာကားတွေကိုလည်းတင်ထားတယ်လို့ရှင်းပြတယ်။တိကတော့ဂျက်ကိုဒီနေရာဟာလက်ပြားတထေးတဦးစီက CIA ဟာငားရမ်းထားတာဖြစ်ကြောင်းကိုရှင်းပြနေတယ်။ဂျက်ကတော့အိတ်ဆောင်ကိုရောက်တဲ့အချိန်သူ့မိသားစုအကြောင်းကိုတွေးနေကတတိယနေမိပါတယ်။ဒီနေ့မှာတော့ CIA အေဂျင့်တွေဟာမြို့တဲကိုသတင်းယူဖို့သွားနေတဲ့အချိန်ဂျက်တို့လုံခြုံရေးအဖွဲ့တွေဟာလည်းလိုက်ပါသွားခဲ့ပါတယ်။မကြခင်မှာတော့စစ်သွေးကြောအဖွဲ့ဟာသူတို့လုံခြုံရေးအဖွဲ့တွေကိုတံပြန်ထောက်လန်းနေတာကြောင့်ဂျက်ဟာအေဂျင့်တွေကိုအလျင်မြန်ခေါ်ထုတ်သွားရပါတော့တယ်။သူတို့ဟာထွက်ပြေးကြရင်စစ်သွေးကြောတွေရဲ့ကားကိုလမ်းလွဲအောင်လုပ်လိုက်တာကြောင့်အရှိကကားကိုဝင်တိုက်သွားကစစ်သွေးကြောတွေရဲ့လက်ထဲကလွတ်မြောက်သွားခဲ့ရတယ်။စခန်းကိုရောက်တဲ့အချိန်မှာတော့ဂလန်ကတန်မတ်ကြီးဟာဘန်ဂါဇီမှာလက်ပြားပြည်သူတွေကိုစီယုံရေးကိစ္စအတွက်လာမဲ့အကြောင်းပြောနေတယ်။တန်မတ်ကတရားဝင်လာတဲ့အတွက်လျှို့ဝှက်စခန်းမှာတယ်လို့မရတာကြောင့်တခြားနေရာမှာထဲမှာဖြစ်ကြောင်းကိုရှင်းပြနေတယ်။ပြီးတော့လုံခြုံရေးအဖွဲ့2ယောက်သာပါလာတာကြောင့်ဂျက်တို့အဖွဲ့ကလည်းလုံခြုံရေးအတွက်အသင့်ရှိပေးရမည်ဖြစ်ကြောင်းကိုပြောနေတယ်။ဒီလိုနဲ့ဂျက်တို့အဖွဲ့ဟာတန်မတ်တို့နေတဲ့နေရာကိုရောက်လာကလုံခြုံရေးအဖွဲ့2ယောက်ကတော့တန်မတ်ရဲ့လုံခြုံရေးအတွက်ဘုံတံကိုခံနိုင်တဲ့အခန်းကိုလည်းစီစဉ်ထားကြောင်းကိုရှင်းပြတယ်။အနောက်ဘက်ဂိတ်တကားကိုတော့ဒေတာခံလက်နက်ကင်ဖေဖော်ဝါရီတပ်ဖွဲ့ကစောင့်ရှောက်ထားကြောင်းပြောတယ်။ဂျက်ကလုံခြုံရေးအတွက်စိတ်မချရသေးကြောင်းပြောပေမဲ့သူတို့ဟာလည်းဒီအခြေအနေမှာတက်နိုင်တဲ့လောက်ကိုလှုပ်ထားကြောင်းဆိုတယ်။လောလောဆယ်မှာတော့သူတို့မှာလက်နက်ငယ်တွေသာရှိသေးကြောင်းကိုလည်းဆိုတယ်။အဲ့ဒါနဲ့သူတို့ဟာနေခံလက်နက်ကင်အဖွဲ့စီကလက်နက်ကြီးတွေဝယ်ဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။အာမားကတော့ရကပြန်အနေနဲ့သူတို့ကိုကူညီပေးပါတယ်။အယောင်းဝယ်ပြီးမှတော့သူတို့ဟာအချင်းချင်းနားလေတဲ့တင်ကေတက်နဲ့နှုတ်ဆက်ကလက်နက်ကြီးတွေကိုလည်းယူသွားကြပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနကတော့အမေရိကန်နဲ့ဆိုင်တဲ့နေရာတွေမှာတပတ်အတွင်းတိုက်ခိုက်မှုခံရလာနိုင်ကြောင်းအကြောင်းကြားစာကိုပို့ထားကဖက်ပြီးတာနဲ့ဖျက်ဆီးပစ်လိုက်ရန်လဲပါရှိတာကြောင့်တန်ယုံကဖျက်ဆီးလိုက်ပါတယ်။ဂျက်ကတော့မိန်းမနဲ့သမီးတွေနဲ့ဖုန်းပြောကဝမ်းသာကြည်နူးနေပါတယ်။မကြခင်မှာဂျက်ရဲ့ဇနီးဟာနောက်ထပ်ရင်သွေးလေးကိုလွှဲထားရနေပြီဆိုတာကြောင့်ဂျက်ကအနားမှာရှိမနေပေးနိုင်တာကြောင့်ဝမ်းနဲ့ဝမ်းသာဖြစ်နေရပါတယ်။တခြားတစ်ဖက်မှာတော့စစ်သွေးကြောတွေဟာတန်မက်ရှိတဲ့နေရာကိုတိုက်ခိုက်ကြဖို့အင်အားစုနေကြပါတယ်။တရားနေဆောင်မှာတော့လုံခြုံရေးတွေကအနားယူနေတုန်းစစ်သွေးကြောတွေကတန်မက်ရှိတဲ့အိမ်ကိုရောက်လာခဲ့တယ်။အဲ့ဒါကြောင့်ဂိတ်ရှိတဲ့ချမ်းကနေခံရဲတွေကကြောက်ကထွက်ပြေးသွားကြပါတယ်။အဲ့ဒါနဲ့စစ်သွေးကြောတွေနဲ့ဖေဖော်ဝါရီအဖွဲ့တို့ထိတိုက်တွေ့နေကြပါတယ်။စစ်သွေးကြောတွေကအင်အားအလုံးရင်းနဲ့ဝင်လာခဲ့တာကြောင့်စကော့ကတန်မက်ကိုကြီးကာအင်ဂျီဝစ်ပြီးလုံခြုံရေးခန်းထဲဝင်နေဖို့ပြောတာကြောင့်ပြေးသွားလိုက်တယ်။လျို့ဝက်စခန်းမှာရှိနေတဲ့ဂျက်တို့ဟာလည်းတန်မက်ရှိတဲ့နေရာကိုစစ်ကူသွားဖို့ပြင်ဆင်ရပါတော့တယ်။သူတို့ဟာအာမားကိုလည်းပီစတိုတလက်ပေးကလိုရမယ်ရစကပြန်ဖြစ်ခေါ်သွားပါတယ်။စစ်သွေးကြောတွေဟာတန်မက်ရှိတဲ့နေရာဘက်ကိုရောက်လာခဲ့ပေမဲ့တကားကိုဘလို့မှဖျက်လို့မရတာကြောင့်လှည့်ထွက်သွားလိုက်တယ်။ဒါပေမဲ့မကြခင်သူတို့ဟာတက်စီပုံးတွေနဲ့အတူပြန်လာပြီးတအိမ်လုံးကိုမိရှို့ဖို့ပြင်ဆင်နေပါတော့တယ်။အဲ့ဒီနောက်မှာတော့မီခိုလုံးတွေဟာတန်မက်ကြီးတွေပုံခုနေတဲ့နေရာကိုဝင်ရောက်လာခဲ့ကသူတို့ဟာမီးလွတ်တဲ့နေရာကိုထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။
ဂျက်တို့အဖွဲ့ဟာလည်းအသွာလမ်းမှာလက်နက်ကင်အဖွဲ့တစ်ခုနဲ့ထိတိုက်တွေ့နေလို့သူတို့ရဲ့မဟာမိတ်ဖေဖော်ဝါရီအဖွဲ့မှန်စစ်သွေးကြွမှန်ဝေခွဲမရဖြစ်နေတာကြောင့်အာမားကိုစုံစမ်းစစ်ဆေးရန်သွားခိုင်းလိုက်တယ်။အဲ့ဒီအချိန်မှာစစ်သွေးကြွတွေကဝင်ပစ်လို့ရုံးရင်းဆန်ခတ်ဖြစ်သွားရပါတယ်။မကြခင်ဖေဖော်ဝါရီအဖွဲ့တွေကသူတို့ဘက်ကပူးပေါင်းသွားပါတယ်။အဲ့ဒါနဲ့သူတို့ဟာတန်မက်ရှိတဲ့အိမ်ကိုရောက်လာခဲ့တယ်။စကော့တို့ဟာမီးလောင်ရာကနေထွက်ပြေးနေတုန်းတန်မက်ကြီးနဲ့လမ်းလွဲသွားတာကြောင့်ဂျက်တို့ဟာတွားရောက်ကယ်ဆယ်ဖို့သွားပေမဲ့မီးဟာဘူးလုံးနေတာကြောင့်ဘယ်သူမှရှင်နိုင်မှာမဟုတ်ကြောင်းကိုပြောနေကြတယ်။သူတို့ဟာမီးတဲကနေအသက်မဲ့နေတဲ့ရှောင်းတယောက်တည်းကိုသာဆွဲထုတ်လာနိုင်ခဲ့တယ်။တန်မက်ကလည်းဒီလိုအခြေအနေမှာအသက်မရှင်နိုင်တော့ဘူးလို့ယူဆနေကြပါတယ်။မကြခင်စစ်သွေးကြော်တွေဟာအင်အားလုံးရင်းနဲ့လူစုပြီးပြန်လာနေကြပြီလို့အာမားကဆိုတာကြောင့်သူတို့အားလုံးဟာလျှို့ဝှက်စခန်းစီအမြန်ဆုတ်ခွာဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအချိန်စစ်သွေးကြော်တွေပြန်လည်ရောက်ရှိလာပြီးပြစ်ခတ်နေကြရပြန်တယ်။ပြီးတော့ဂျက်တို့အဖွဲ့ဟာကားနဲ့ထွက်ပြေးလာကြရင်လမ်းမှာလက်နက်ကင်တစ်ဖွဲ့နဲ့တွေ့ကြရပြန်တယ်။ကံကောင်းစွာနဲ့ပဲသူတို့ဟာလိုက်လံပစ်ခတ်ခံရပေမဲ့ကားကတော့ကြီးကားဖြစ်နေပါတယ်။ဒါပေမဲ့တနေရာရောက်မှာတော့မီးမိုင်းတွေနဲ့လိုက်လံပစ်ပေါက်ခံရတာကြောင့်စခန်းကိုရောက်မှာတော့ကားဟာလုံးဝကိုပျက်စီးသွားပါတယ်။ရိုးဝက်စခန်းမှာတော့မကြခင်စစ်သွေးကြွတွေရောက်ရှိလာတော့မှဖြစ်လို့အရေးကြီးစာရွက်စာတမ်းတွေကိုတင်ပြီးခန်းစစ်အတွက်ပြင်ဆင်နေကြပါတယ်။တခြားမျိုးကအမေရိကန်ခြေစိုက်စခန်းတစ်ဖွဲ့တစ်ခုကတော့ဘန်ဂါဇီကရိုးဝက်စခန်းကိုစစ်ကူသွားဖို့လူစုနေကြတယ်။ဒီလိုနဲ့ရိုးဝက်စခန်းမှာတော့လုံခြုံရေးအတွက်သူတို့အားလုံးဟာတိုက်တီးတီးရဲ့ခေါင်းမိုးပေါ်ကိုနေရာယူထားကြပါတော့တယ်။တန်ယုံကလည်းသူ့သားလေးရဲ့တပ်ပုံကိုအိတ်ကက်ထဲထည့်ပြီးတပ်ကိုဆွဲကထွက်လာခဲ့တယ်။သူတို့ဟာစစ်ပွဲအတွက်အသင့်အနေထားမှာရှိနေပေမဲ့လက်ပြားပြည်သူတွေအတွက်ကတော့တာမန်ဖြစ်လေဖြစ်ထက်ရှိတဲ့နေ့လေးတစ်နေ့ဖြစ်တာရှိနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းစွာနဲ့ကားတွေအများကြီးဖြစ်လာလို့ရုပ်ရုပ်တဲတဲဖြစ်လာကြတယ်။တန်ယုံကတော့လေချောင်းကူညီကရောက်လာမယ်လို့မထင်ကြောင်းညှိတွားနေတယ်။အထူးတပ်ဖွဲ့တို့ဟာမီးတွေကိုပိတ်ကာပတ်ဝန်းကျင်အခြေအနေကိုစောင့်ကြည့်နေပါတယ်။မကြခင်မှာတော့စစ်သွေးကြော်တွေဟာကွင်းပြင်ကနေလျှို့ဝှက်စခန်းရှိတဲ့ဘက်ကိုချဉ်ကပ်လာပါတယ်။တန်ယုံကတော့တိုးချောင်းသားတွေလည်းရှိနေတာကြောင့်လက်နက်ကင်ဆောင်ထားသူတွေကိုသာပြစ်ဖို့ပြောနေတယ်။သူတို့ကတော့လေဆာနဲ့ပြစ်မှတ်တွေကိုရွေးနေကြကဌာနမှုရဲ့အမိန့်ကိုစောင့်နေကြပါတယ်။အဲ့ဒီနောက်မှာတော့စစ်သွေးကြော်တယောက်ကလက်လုံမိုင်းနဲ့ခြံဝင်းထဲကိုပစ်ခွဲလိုက်တာကြောင့်ပြစ်ခတ်မှုတွေစတင်လာခဲ့ပါတယ်။တန်ယုံဟာရန်သူတွေကိုပြစ်ခတ်နေစဉ်ခေါင်းကိုကြီးစံလာမှန်ခဲ့တယ်မဲ့ကံကောင်းစွာနဲ့အုတ်ထုတ်ကိုသာလာမှန်ခဲ့တယ်။အထူးတပ်ဖွဲ့တို့ဟာခန်းစစ်ကိုအပေါ်ကနေအသာစီရယူထားတာကြောင့်စစ်သွေးကြော်တွေကိုအသာလေးရှင်းပစ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့တန်ယုံကတော့ပထမလိုင်းကိုအောင်နိုင်သွားတဲ့အတွက်ခဏအနားယူရန်ပြောနေတယ်။တန်မက်ရဲ့လုံခြုံရေးတယောက်ကတော့တန်မက်ကအခုထိပြောင်းနေသေးလို့ပြစ်ဒဏ်အားလုံးလဲသူ့အပေါ်ပုံကျလာတော့မယ်လို့စိတ်မကောင်းစွာပြောနေပါတယ်။တခြားမျိုးကစစ်ကူလာတဲ့အဖွဲ့ကတော့လေစိတ်မှာလက်ပြားဗိုလ်ချုပ်တွေချင်းချင်းပြဿနာတက်နေတာကြောင့်ခီးကြံ့ကြာနေတယ်။အဲ့ဒါကြောင့်ဂလန်းကသူတို့ဟာအချိန်မီမရောက်နိုင်ပဲသူတို့တပ်ဖွဲ့သားတွေဆုံးရှုံးခဲ့ရင်အကုန်လုံးကိုတက်ပစ်မယ်လို့စကပြန်ကိုပြောခိုင်းလိုက်တယ်။ဌာနမှုကအမေရိကန်တယောက်ကိုလက်ပြားပြည်သူတွေကဆေးရုံပို့ထားတယ်ဆိုတာကြောင့်တန်မက်ဖြစ်နိုင်ကြောင်းခန့်မှန်းနေတယ်။ဒါပေမဲ့တန်ယုံကတော့ထောင်ချောက်တာဖြစ်နိုင်တယ်လို့သာပြောတယ်။သူတို့ကတော့စစ်သွေးကြွတွေနောက်ထပ်ရောက်လာနိုင်သေးလို့ပတ်ဝန်းကျင်အခြေအနေကိုလေ့လာနေပါတယ်။ထူးဆန်းစွာနဲ့ပဲတိုးချောင်းသားတွေကလည်းညက်ကြီးမှာတိုးတွေကိုထိန်းချောင်းနေစေဖြစ်နေတာကြောင့်တတိထားဖို့လိုချောင်းကိုဆိုတယ်။အာမားကတော့တကရုထံရောက်လာပြီးသူ့အကိုဝမ်းခွဲကဒီနေရာကနေနောက်မချခင်အမြန်ထွက်သွားဖို့ပြောလာတယ်လို့ဆိုတယ်။အဲ့ဒါကြောင့်တက်ကအာမားကိုစကပြန်မလိုတော့တာကြောင့်ကျေးဇူးတင်ကြောင်းဆိုကပြန်လိုက်ဖို့ပြောနေတယ်။အာမားကတော့ညှင်းဆန်လိုက်ကသူလည်းဒီမှာပဲနေမဲ့အကြောင်းပြောကဆင်းသွားလိုက်တယ်။ခဏကြာမှာတော့ဂျက်ကကားတွေနဲ့လူများကြီးရောက်လာတာတွေ့လိုက်လို့ဌာနမှုကိုမဟာမိတ်တွေလာဖို့ရှိလားလို့မေးလိုက်ပေမဲ့ဌာနမှုကမရှိကြောင်းကိုသာဆိုတယ်။အဲ့ဒါနဲ့သူတို့အားလုံးဟာဒုတိယလိုင်းအတွက်ခန်းစစ်ကိုပြင်ဆင်နေကြရပြန်တယ်။စစ်သွေးကြွတွေလည်းခြံဝင်းနာကလာတာကြောင့်သူတို့ဟာလည်းကြီးအသင့်ထိုးထားလိုက်ပါတယ်။မကြခင်မှာတော့ကတ်စီကခြံဝင်းနာကလာကလူတယောက်ထွက်လာပြီးမိမိုင်းနဲ့ပစ်ခန်နီအော့စကာစနိုင်ပါနဲ့အရင်ပစ်တက်လိုက်ကတိုက်ပွဲကြီးလေးဖြစ်ပွားလာတယ်။ဒါပေမဲ့စစ်သွေးကြွတွေကအမေရိကန်တွေရဲ့မဟာမိတ်ဖေဖော်ဝါရီတပ်ဖွဲ့ဟန်ဆောင်ကဌာနမှုကိုဖုံးဆက်ပြီးအပြစ်ရရန်ကိုပြောနေတယ်။တန်ယုံကတော့သူတို့အရင်စပစ်လို့ပြရတာဖြစ်ကြောင်းပြောကသူတို့မရက်ရင်မရက်ဘူးလို့ဆိုကဆက်လက်ပစ်ခတ်နေကြပါတယ်။စစ်သွေးကြွတွေက RPG နဲ့ပစ်ဖို့လုပ်နေတုန်းစနိုင်ပါနဲ့အရင်ရှင်းပစ်နိုင်လိုက်လို့အဲ့နေရာမှာတင်ပောက်ကွဲသွားပါတယ်။ဘတ်စကားထဲမှာတော့ဘုံအကြီးကြီးကိုတဲဆောင်လာကဖောက်ခွဲဖို့လုပ်နေတာကြောင့်မရှင်းဂန်နဲ့တရက်ဆက်ပစ်လိုက်ကဖောက်ခွဲလိုက်ပါတယ်။ CIA အေဂျင့်တွေကတော့လေကြောင်းပစ်ကူအတွက်အနည်းဆက်ဆုံးမှရှိတဲ့လေတက်စခန်းကိုရှာနေကြပါတယ်။အဲ့ဒီနောက်မှာတော့စီနာကလေကြောင်းဌာနကိုဖုံးဆက်ကလေကြောင်းပစ်ကူတောင်းနေပါတယ်။ဒါပေမဲ့အမိန်ပေးသူရဲ့ယာရုကိုမင်းနေတာကြောင့်စီနာကနင်တို့မလွတ်ပေးရင်အမေရိကန်တွေတေကုန်ကြလိမ့်မယ်လို့ဆိုပြီးအခုစကားပြောနေတဲ့ကျမရောပဲလို့မျက်ရည်ဝဲကပြောနေတယ်။တက်ကတော့တင်းနှလုံးမနာတမ်းတိုက်ခိုက်နေရတာကြောင့်အာယုံကြောတွေအားနည်းလာကအမြင်တွေဝေဝါးလာခဲ့တာကြောင့်ဂျက်ကအနားယူခိုင်းပေမဲ့လူအင်အားကမရှိတဲ့အတွက်ဆက်တိုက်အောင်မယ်လို့သာပြောလိုက်တယ်။ဒီလိုနဲ့သူတို့ဟာဒုတိယလိုင်းမှာလည်းအသာစီးရယူလိုက်နိုင်ခဲ့တယ်
ဂျက်ကတော့တင်ညလုံးသူ့မိသားစုအကြောင်းကိုတွေးချိန်တော့မရဘူးလို့ဆိုကဒီမနက်မိန်းမကိုဖုံးဆက်ခဲ့တာဟာနောက်ဆုံးအချိန်မဖြစ်ဖို့မျှော်လင့်ကြောင်းကိုပြောပြနေတယ်။ပြီးတော့သူ့ရဲ့နောက်ထပ်မွေးလာမဲ့ကလေးပါဝင်သူ့ကလေးတွေဟာတစိမ့်ယောက်ျားလက်ပေါ်မှာကြီးပြင်းလာမှာကိုမလိုချင်ကြောင်းကိုစိတ်မကောင်းစွာပြောပြနေတယ်။တန်ယုံကလည်းဒီအခြေအနေကိုကြော်ဖြတ်ပြီးသွားရင်တော့သူ့သားလေးအတွက်ဖခင်ကောင်းတစ်ယောက်ဖြစ်အောင်ရှင်သန်မယ်လို့ပြောနေတယ်။မကြခင်ဌာနမှုကတော့စကားပြောဆက်ကနေဂလန်တို့အဖွဲ့ကစစ်ကူလာနေပြီလို့အကြောင်းကြားလာတယ်။ပြီးတော့တန်မတ်ကြီးစေးရုံရောက်နေရဆိုတဲ့တည်င်းဟာမမှန်ကန်ကြောင်းကိုလည်းပြောတယ်။အော့စကတော့သူတို့အချိန်မီသာရောက်ခဲ့ရင်ကယ်ထုတ်နိုင်ခဲ့မယ်လို့စိတ်မကောင်းစွာပြောနေတယ်။ဂလန်ကလျှို့ဝှက်စခန်းရဲ့တီနေယာကိုရှာဖို့ခက်နေတာကြောင့်တက်ကညကြီးမှန်ပြောင်းနေတာတွေ့နိုင်တဲ့အလင်းနဲ့တီနေယာကိုထိုးပြလိုက်တယ်။အဲ့ဒီနောက်မှာတော့ကတ်စီကရောက်လာကဘာလက်နက်မှမပါပဲဒီတိုင်းလှည့်ပြန်သွားပေမဲ့သူတို့ကတော့ဖုန်းနဲ့လျှို့ဝှက်စခန်းရဲ့တီနေယာကိုလာထောက်လန်းသွားခဲ့တယ်။စစ်သွေးကြော်တွေဟာလည်းအင်အားလုံးရင်းနဲ့ပြန်သွားမတိုက်ခင်ဝတ်ပြုနေကြပါတယ်။မကြခင်မှာတော့ဂလန်တို့စစ်ကူဖွဲ့ကရောက်လာတာကြောင့်သူတို့အားလုံးဟာလည်းအားတက်သွားကြပါတယ်။စစ်သွေးကြော်တွေဟာလည်းအင်အားလုံးရင်းနဲ့ပြန်ဝင်လာတာကြောင့်ဂလန်တို့နဲ့လိုက်ခဲ့တဲ့နေခံရဲတွေကအကုန်လုံးထွက်ပြေးသွားခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့စစ်သွေးကြော်တွေဟာတီနေယာအတိအကျရရှိထားတာကြောင့်မော်ရာနဲ့ပြစ်မှတ်ကိုတိကျစွာပစ်ခတ်လာနိုင်ခဲ့တယ်။အဲ့ဒါနဲ့တိုက်ပွဲကြီးလည်းပြန်လည်ဖြစ်ပွားလာခဲ့တယ်။စစ်သွေးကြော်တွေရဲ့လက်နက်ကြီးပစ်မှတ်တိကျမှုကြောင့်တရုတ်ကတော့ဒဏ်ရာရရှိသွားခဲ့ပါတယ်။အော့စ်ကလည်းမရှင်းဂန်းနဲ့တီးဆက်ပစ်ခတ်နေရာကနေလက်နက်ကြီးကြောင့်လွင့်စင်သွားကလက်တစ်ဖက်လည်းပြတ်ထွက်ခါနီးဖြစ်သွားခဲ့တယ်။တန်ယုံကလည်းသူ့ရဲ့တပ်ဖွဲ့သားကိုကယ်တင်ဖို့အသွားမှာရန်သူစစ်သွေးကြော်တွေပစ်ခတ်လိုက်တဲ့မော်ရာကသူ့ရဲ့အနီးနားကိုကျက်လာတာကြောင့်သူ့သားလေးအတွက်အဖေကောင်းဖြစ်ဖို့အခွင့်အရေးလည်းမရရှိလိုက်ကတိုက်ပွဲမှာရဲရင်စွာကျဆုံးသွားခဲ့ရပါတယ်။အော့စ်ဟာလည်းလက်တစ်ဖက်ပြတ်ထွက်ခါနီးဖြစ်နေပေမဲ့ရန်သူတွေကိုပြန်လည်ပစ်ခတ်နေရှာတယ်။ဂျက်ကတော့မျက်စိတမိတ်အတွင်းအခြေအနေတွေအားလုံးပြောင်းဆန်သွားတဲ့အတွက်ဆွန့်အသွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်ဖက်လုံးအထိခိုက်များစွာနဲ့တိုက်ပွဲကလည်းရပ်နားသွားခဲ့ရပါတယ်။ဌာနမှုကတော့တန်ယုံကိုရေဒီယိုကနေအခြေအနေကိုတင်ပြဖို့ပြောပေမဲ့ဂျက်ကပဲဝမ်းနည်းစွာနဲ့တန်ယုံကတိုက်ပွဲကျသွားပြီဖြစ်ကြောင်းအကြောင်းပြန်လိုက်တယ်။ဒီလိုနဲ့သူတို့ဟာဒဏ်ရာရနေတဲ့သူတွေကိုအရေးပေါ်ကုသမှုလုပ်ဆောင်နေကြပါတယ်။စီနာကတော့အော့စ်ကိုစိတ်မကောင်းစွာနဲ့ပဲလေရင်စစ်ကူခေါ်ခဲ့ပေမဲ့ရောက်မလာနိုင်ခဲ့ကြောင်းကိုပြောနေတယ်။မိုးလင်းလာပြီးနောက်မကြခင်မှာတော့စကော့ကကားတွေအများကြီးနဲ့လက်နက်ကင်တွေအများကြီးထက်ရောက်လာလို့ဌာနမှုကိုစစ်ကူထက်ရောက်လာဖို့ရှိသေးလားမေးရဌာနမှုကမရှိတော့ကြောင်းဆိုတာကြောင့်သူတို့အားလုံးဟာဒီမှာပဲတည်ဆုံးကြရတော့မယ်လို့တွေးနေကတက်နိုင်သမျှခုခံဖို့ပြင်ဆင်လိုက်ရပြန်တယ်။ဒါပေမဲ့စကော့ကမဟာမိတ်ဖြစ်တဲ့ဖေဖော်ဝါရီတပ်ဖွဲ့နဲ့ဆက်သွယ်တဲ့ဂျမ်ဘိုလို့ခေါ်တဲ့လက်တင်ကေတနဲ့ပြလိုက်တော့လက်နက်ကင်တပ်ဖွဲ့ကပြန်လည်တုံ့ပြန်လာလို့မဟာမိတ်မှန်းသိလိုက်ရပြီးတည်င်းပို့လိုက်မှသူတို့အားလုံးဟာလည်းစိတ်သက်သာရကစကော့ကလည်းဝမ်းသာလုံးလို့ငိုကြွေးနေရှာတယ်။ဒီလိုနဲ့သူတို့အားလုံးဟာလေစိတ်ကိုသွားမဲ့ကားတွေပေါ်တက်ကထွက်သွားကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာအာမားကိုလည်းနှုတ်ဆက်ကထွက်ခွာသွားခဲ့ကြတယ်။တစ်ဖက်မှာတော့စစ်သွေးကြော်တွေရဲ့မိသားစုဝင်တွေဟာလည်းသူတို့အတွက်ပူဆွေးတော့ကရောက်နေကြပါတယ်။ဒီလိုနဲ့ CIA အေဂျင့်တွေဟာသူတို့ကိုကာကွယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ကအထူးတပ်ဖွဲ့အတွက်ဂုဏ်ယူကြောင်းပြောပြီးလေရင်ပေါ်တက်သွားကြပါတယ်။ဖေဖော်ဝါရီတပ်ဖွဲ့ဝင်ချို့ကတော့အမေရိကန်တွေထွက်ခွာသွားတော့မှဖြစ်လို့ကားကိုပေးခဲ့နိုင်မလားလို့တောင်းရတန်းတို့ကကားတော့ပေးလိုက်တာကြောင့်သူတို့ဟာဝမ်းသာစွာနဲ့ပြေးသွားကြပါတယ်။နောက်ဆုံးမှာတော့တန်မက်ရဲ့အလောင်းကိုလည်းပြန်လည်ရရှိခဲ့ပါတယ်။ဂျက်ကတော့သူ့ရဲ့မိန်းမကိုတိုက်ပွဲတွေကြားထဲကနေလွတ်မြောက်လာခဲ့ပြီးမှပြန်လာနေပြီလို့ဆိုကမစိုးရိမ်ဖို့သာပြောနေတယ်။ဒါပေမဲ့သူ့ရဲ့ရဲဘော်ရဲဘက်တန်ယုံကတော့အိမ်ကိုပြန်မရောက်နိုင်တော့ဘူးလို့ငိုကြွေးရင်းပြောနေရှာပါတယ်။နောက်ဆုံးမှာတော့ GRS အထူးတပ်ဖွဲ့ဝင်များဟာချက်ဆုံးသွားတဲ့ရဲဘော်ရဲဘက်များနဲ့အတူအမိမြေကိုပြန်လာနိုင်ခဲ့ကြပါတယ်။